တခါတော့ကအေယာဝတီကမ်းပါးကလူသူကင်းမဲ့တဲ့လမ်းဟောင်းကြီးတစ်ခုရှိတယ်။အဲ့ဒီလမ်းကိုဖြတ်ပြီးရွာတရွာကိုရောက်ဖို့သွားရတယ်ဒါပေမဲ့ခရီးသည်တွေဟာဒီလမ်းကိုညဘက်မှာမဖြတ်ကြဘူး။ဘာကြောင့်လဲဆိုတာကိုကျွန်တော်သိသွားတဲ့အခါနောက်ဆုံးခရီးဖြစ်သွားခဲ့ရပါတယ်။ကျွန်တော်ကကိုကျော်ကြီးဓာတ်ပုံဆရာတစ်ယောက်ပါ2023ခုနှစ်မိုးဦးကြာကာလကျွန်တော်ဟာအေယာဝတီတိုင်းရန်ကုန်ကနေမြို့ဟောင်းတစ်ခုကိုဓာတ်ပုံရိုက်ဖို့ကားနဲ့ထွက်လာခဲ့တယ်။ကပီတစ်လုံးနဲ့ပါခရီးဟာစိတ်ဝင်စားစရာကောင်းပေမဲ့Google Maps မှာပြထားတဲ့လမ်းတိုလမ်းကြောင်းကစိမ့်နေတဲ့ကျေးရွာလမ်းဟောင်းကြီးတစ်ခုကိုညွှန်ပြနေတဲ့ဒေသခံတွေကဒီလမ်းကိုမသွားနဲ့ရွှေပြည်စိုးရွာကိုရှောင်ပါလို့တတိပေးခဲ့ကြတယ်။ဒါပေမဲ့ကျွန်တော်ကစူးစမ်းလိုစိတ်ပြင်းတဲ့သူမိုးနဲ့ညနေခင်းဟာတစ်ချိန်လေးဖြစ်လာတဲ့ကားကြီးကရွှွန်ထဲမှာနစ်သွားတယ်ဖုံးဆက်တင်မရလမ်းမီးမရှိအနီးဆုံးရွာကဒီရွှေပြည်စိုးရွာပဲရွာလန်းဝင်ကတစ်သားတိုင်အဟောင်းမှာမြန်မာလိုဒီရွာကိုဝင်ရင်ငွေနဲ့တွေ့မယ်လို့ရေးထားတယ်ကျွန်တော်ကဒါကိုကြောက်စရာလို့မထင်ဘူးဒဏ္ဍာရီလို့ပဲထင်ခဲ့တယ်ရွာထဲဝင်တဲ့အခါအရန်ထူးဆန်းတဲ့အိမ်တွေရှိတယ်မီးတွေလင်းနေတယ်ဒါပေမဲ့လူတန်မရှိတကားတွေပိတ်ထားတဲ့လမ်းကြားထဲမှာတငယ်တယောက်ကရှည်လျားတဲ့အဖြူရောင်အင်ဂျီဝတ်ပြီးမျက်နှာကိုဖုံးထားတဲ့ပုံရိပ်ကိုမြင်လိုက်ရတယ်ခြေတံမပါဘူးပျောက်သွားတယ်ကျွန်တော်ဟာရွာထဲကဘုန်းကြီးကျောင်းကိုရှာဖွေခဲ့တယ်အသက်80ကျော်ဘုန်းကြီးကြီးတစ်ပါးနဲ့တွေ့ခဲ့တယ်သူကကြောက်လန့်နေတယ်မင်းညဘက်မှာဒီရွာကိုဘာလို့လာတာလဲဒီရွာမှာလွန်ခဲ့တဲ့နှစ်တရာကဖြစ်ခဲ့တဲ့ဖြစ်ဆိုးကြီးကိုမင်းသိလားဒီရွာကလယ်သမားတွေဟာဖျားပထိုးဟောင်းတစ်ခုကိုဖျက်ပြီးလဲရခဲ့ကြတယ်ဒီပထိုးအောက်မှာရွှေပြည်စိုးမြွေလို့ခေါ်တဲ့နဂါးမင်းတစ်ကောင်ကိုမြေမြုပ်ထားတယ်သူတို့မြွေကိုတတ်မိခဲ့တယ်အဲ့ဒီမြွေရဲ့ကျိန်စာကြောင့်ရွာသားတိုင်းမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်တေးတဲ့အခါငွေလူခြေထောက်အနေနဲ့ပြန်လာရတယ်ညဘက်တိုင်းဒီရွာထဲမှာလှည့်လည်နေကြတယ်မင်းမြင်ခဲ့တဲ့ကလေးပုံရိပ်ဟာသူတို့တွေကတကောင်ပါကျွန်တော်ချွေးပြန်နေတယ်ဒါပေမဲ့ဖုန်းကြီးကအကြောင်းထဲမှာနေခိုင်းတယ်ညတကောင်ကြတော့ကျွန်တော်မအိပ်နိုင်ဘူးသတင်းပေါက်ကနေကြည့်လိုက်တယ်ရွာလမ်းပေါ်မှာလူပုံရိပ်တွေတဖြည်းဖြည်းပေါ်လာတယ်ဒါပေမဲ့သူတို့ရဲ့ခြေထောက်တွေဟာငွေအမီးလိုကောက်ကွေးပြီးဆွဲသွားနေတယ်အတန်မပါမျက်နာတွေကဖြူဖပြောအင်ဂျီဖြူတွေဝတ်ထားကြတယ်ကျွန်တော်ဟာဖုန်းကြီးကိုနှိုးပြီးထွက်ပြေးဖို့ပြောခဲ့တယ်ဖုန်းကြီးကညင်းတယ်သူတို့ကငါ့ကိုထိန်းထားပြီးသားတဲ့ကျွန်တော်တယောက်တည်းထွက်ပြေးဖို့ဆုံးဖြတ်လိုက်တယ်။ကျောင်းတိုက်ရဲ့နောက်ဖက်တကားကနေထွက်ပြီးအတိမ်းဆောင်ခံရတယ်။ကျွန်တော်ကားရှိရာကိုပြန်ပြေးနေတော့ရုတ်တရက်လမ်းမှာအဖြူရောင်ပုံရိပ်3ခုပေါ်လာတယ်။သူတို့ရဲ့မျက်နှာတွေကိုမမြင်ရဘူး။ဒါပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းဟာငွေအမီးလိုကွေးနေတယ်ကျွန်တော်ရဲ့ခြေထောက်တွေခဲနေသွားတယ်။သူတို့တွေကတကောင်ကလက်ညှိုးထိုးပြီးကျွန်တော်ကိုညွှန်ပြတယ်။ပြီးတော့သူတို့ရဲ့ပါးစပ်တွေထဲကနေငွေတန်လိုမျိုးဆူးရှားတဲ့အတန်တွေထွက်လာတယ်ဒီလာချင်းကျွန်တော်အတော့ကုံអော်လိုက်တယ်မလို့ခြင်းဘူးဆိုပြီးဘေးကတစ်ပင်တွေကြားကလမ်းကြောင်းတစ်ခုကိုခုံဝင်ပြေးတယ်နောက်မှာသူတို့ရဲ့ဆွဲသွားတဲ့အတန်တွေကိုကြားရတယ်ကျွန်တော်ဟာရွာရဲ့အပြင်ဘက်ကကြောက်တောင်လေးတစ်ခုပေါ်ရောက်သွားတယ်အဲ့ဒီမှာရှေးဟောင်းကြောက်စာတိုင်တစ်ခုရှိနေတယ်အပေါ်မှာငွေရုပ်ကြွတစ်ကောင်ရှိတယ်ကျွန်တော်ကြောက်စာကိုထောက်ကြည့်မိတယ်မြမစာဟောင်းနဲ့ရေးထားတယ်ဤငွေမင်းကိုညှင်းဆဲသောသူမည်သည်ကသူ၏သားစဉ်မြေးဆက်သည်မြေတွင်းမှငွေချေထောက်ဖြင့်လမ်းလျှောက်ရလိမ့်မည်သို့မဟုတ်ဤစာကိုဖတ်ပြီးနေရာတကျပြန်ထားသူအားကဲတင်ခြင်းရမည်ကျွန်တော်ကြောက်စာကိုဂယုတစိုက်မူလနေရာကိုပြန်ထားလိုက်တယ်ရုတ်တရက်နောက်မှာကြားနေရတဲ့ငွေအတန်တွေရက်သွားတယ်အဖြူရောင်ပုံရိပ်တွေတဖြည်းဖြည်းပျောက်ကွယ်သွားတယ်မိုးသားတွေကွဲသွားပြီးလာရောင်ကြည်ကျလာတယ်မနက်မိုးလင်းမှကျွန်တော်ရွာကိုပြန်ဝင်သွားတယ်ဒီတခါရွာသားတွေပုံမှန်လူတွေအနေနဲ့ရှိနေကြတယ်သူတို့ဟာကျွန်တော်ကိုပုံမှန်လိုပဲကြိုဆိုကြတယ်ညဘက်မြင်ခဲ့ရတဲ့အရာတွေကိုမေ့သွားသလိုပါပဲဖုန်းကြီးတောင်တာမန်ဖုန်းကြီးတစ်ပါးလိုဖြစ်နေတယ်ကျွန်တော်သူ့ကိုညကဖြစ်ခဲ့တဲ့အကြောင်းမေးတော့သူကဘာမှမမှတ်မိဘူးလို့ပြောတယ်ကျွန်တော်ကားကိုရွှွန်ထဲကထုတ်ပြီးဆက်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်ကပီထဲမှာတခုတည်းသောဓာတ်ပုံတစ်ပုံပါလာခဲ့တယ်ညဘက်ဘုန်းကြီးကျောင်းရှိမှာရိုက်ခဲ့တဲ့ပုံအဲ့ဒီပုံထဲမှာကျောင်းတိုက်ရဲ့သတင်းပေါက်မှာအဖြူရောင်အင်ဂျီဝတ်ထားတဲ့မျက်နှာမဲ့ပုံရိပ်တစ်ခုရှိနေတယ်သူ့ခြေထောက်နေရာမှာငွေအမီးလိုတစ်စစ်ပြည့်ပြည့်ရှိနေတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်ညဘက်အိပ်ရင်ခြေထောက်နှချောင်းရှိတဲ့ငွေတွေကိုအိမ်မက်မက်တယ်ပြီးတော့ကျွန်တော်ခြေထောက်တွေဟာတခါတရံမှာရွာသားတွေလိုကွေးကောက်နေတယ်လို့ခံစားရတဲ့ရွှေပြည်စိုးရွာကကျိန်စာဟာကျွန်တော်ကိုလိုက်ပါလာသလားဆိုတာတော့ကျွန်တော်မသိဘူးဒါပေမဲ့ဒီဇလန်းကိုမင်းတို့အားလုံးသိစေချင်တယ်ရှေးဟောင်းကြောက်စာတွေကိုလေးစားပါပဲ
ဒါဟာကိုကျော်ကြီးရဲ့တသက်တာကြုံတွေ့ခဲ့ရဆုံးကျိန်စာနဲ့ပတ်သက်တဲ့ဇတ်လန်းပါဒီဇတ်လန်းကိုနားထောင်ပြီးတဲ့အခါညဘက်လမ်းလျှောက်ရင်တင်းနောက်မှာခြေတံမဲကြားရရင်တာမန်ပါပဲဒါပေမဲ့ဆွဲသွားတန်တွေကြားရင်တော့မလှဲ့ကြည့်ပါနဲ့ပြေးတာပြေးဖို့တိုက်တွန်းပါတယ်ဒီဝတ္ထုကို Horror Fiction မှရေးသားထားပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like and subscribe လေးလုပ်သွားကြပါအောင်လို့မတ်တာရက်ခံအပ်ပါတယ်နောက်တင်တဲ့ဗီဒီယိုတွေကိုလည်းသိရှိရအောင်ခေါင်းလောင်းလေးကိုလည်းနှိပ်သွားကြပါအောင်နော်